ကြိုးစားနေတဲ့အချိန်မှာတီးခံပါကြရှုံးနေတဲ့အချိန်မှာရဲရင်ပါအောင်မြင်နေတဲ့အချိန်မှာတည်ငြိမ်ပါတင်ကြိုးစားနေတာဒါဆိုတီးခံလိုက်ပါကြိုးစားနေတဲ့သူတွေကိုတိုက်ခိုက်နေတဲ့မကောင်းဆိုးဝါးဆိုတာနေရာတိုင်းမှာရှိကြပါတယ်အဲ့ဒီသူတွေနဲ့ရှင်ပြီးမတိုက်ခိုက်ပါကိုသွားမဲ့လမ်းကြောင်းလွဲသွားတတ်ပါတယ်မကောင်းတဲ့သူတွေကမကောင်းတဲ့လမ်းကြောင်းအတိုင်းဆက်သွားပါလေဒါတင်သွားမဲ့လမ်းကြောင်းအမိုက်ပါအမိုက်ကောက်ရအောင်တင်အလုပ်မဟုတ်တီးခံခြင်းဒီအောင်မြင်ခြင်းရဲ့ဏိဒန်းမှာတင့်အခက်ခဲတွေကိုအလှဆုံးအပြုံးနဲ့ရင်ဆိုင်ပြီးဆက်ကြိုးစားပါအောင်မြင်မှုကကြိုးစားနေသူတွေအတွက်လက်တကမ်းမှာပါလောကရန်ကိုရင်ဆိုင်နေရတဲ့လူသားချင်းစာနာစိတ်နဲ့အကောင်းမြင်ပေးကြပါနေရာတိုင်းမှာတံပြန်တက်ရောက်မှုဆိုတာရှိပါတယ်စိတ်ထားကောင်းကောင်းထားပြီးတီးခံကြိုးစားပါတင်ကြရှုံးနေပြီလားဒါဆိုရဲရင်ပြလိုက်စမ်းပါလှောင်ပြောင်ရဲမောတိုက်ခိုက်နေတဲ့အတူရောင်တွေကြားမှာချင်းသိတကောင်တွင်နဲ့ရဲရင်ပြလိုက်စမ်းပါလူဆိုတာကိုယ့်ထက်သာမနာလို့ကြတာတဘာဝပါသူတို့ထက်ညံ့ငယ်ရင်တော့ကဲ့ရဲ့ပေါ့ဒါပေမဲ့သူတို့ထက်အစပေါင်းများစွာပါတဲ့သူတွေကိုတော့အားကျတူယူတတ်ကြဒီတဘာဝလည်းတင်နားလည်ထားပါနေပူပြီးရင်နေရိတ်လာတဲ့အချိန်ရှိတယ်မုံတိုင်းပြီးရင်လေလေးပြီးလာစမြဲပါဒါဆိုသိကြကြာရှုံးချိန်တွေပြီးရင်မလွဲမသွေလာမှာကအောင်မြင်မှုပါဒီအောင်မြင်မှုကိုတင့်ရဲ့ရဲရင်နဲ့ပြုံးတဝင်းနဲ့ကြိုးဆိုရမှာပါစင်ဖမ်းမှုတွားတဲ့သူတယောက်ကလမ်းမှာဟောင်နေတဲ့ခွေးတွေကိုခဲနဲ့ပစ်ပေါက်နေတယ်စင်ရဖို့ချိန်နောက်နှီးသွားပါလိမ့်မယ်ဒါကြောင့်တင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအောင်မြင်မှုအတွက်ပဲအချိန်ကုန်ခံပါအရည်သွေးနေတဲ့သူတွေကြောင့်ခေါင်းကိုက်မခံပါနဲ့တင့်ရဲ့ကြာရှုံးမှုတွေကိုရဲရဲမှုတွေနဲ့စိန်ခေါ်ပါဒါဆိုစိန်ခေါ်မှုတွေများတဲ့လောကကြီးကိုတင်ကောင်းကောင်းရင်ဆိုင်သွားနိုင်မှာပါတင်အောင်မြင်နေပြီလားဒါဆိုတည်ငြိမ်နေလိုက်ပါလုံလောက်တဲ့ရင်းချက်မှုရှိတဲ့သူတိုင်းကကိစ္စတိုင်းကိုထက်ထွက်မနေကြတော့ပါဘူးပညာရှိတော်တော်များများကလည်းငြိမ်သက်နေတတ်ပါစိတ်နဲ့တူတဲ့သဇင်ပန်းပေါ့နေရာတိုင်းမှာမတွေ့ရတော့ပါဘူးပြည့်နေတဲ့အိုးတွေကဘောင်းမီမခတ်တော့တယ်လို့တည်ငြိမ်သွားကြပါတင့်ရဲ့အောင်မြင်မှုကို